Sophia Digital Business Page ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်တယ်။ကဲဒီနေ့တော့ကျမမိတ်ဆွေတငယ်ချင်းတွေအတွက်ကျမယခုလက်ရှိလုပ်နေတဲ့ Digital စီးပွားရေးပြီးကျမဟိုးအရင်တစ်ခါကမသိခဲ့ဘူးတဲ့ကိုတစ်ခါမှရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ဘူးတဲ့လုပ်ငန်းဖြစ်ပေမဲ့လည်းဘာကြောင့်ကျမလုပ်ကင်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျမက share လုပ်ပေးခြင်းတယ်ဆိုတော့ကျမဘာကြောင့်ဒီလုပ်ငန်းအကြောင်းကိုမသိခဲ့ပေမဲ့လည်းဒီစီးပွားရေးရဲ့အကြောင်းကိုလေ့လာတဲ့အခါမှာတော့ကျမအနေနဲ့တကယ်လို့ရင်တကယ်ရတယ်ဆိုတာကိုကျမလေ့လာတွေ့ရှိခဲ့တာဖြစ်တဲ့အတွက်ပထမအချက်အနေနဲ့ကျမဒါစတင်ပြီးတော့ဝင်ရောက်လေ့လာလုပ်ကင်ခဲ့တာဖြစ်တယ်ဒုတိယတစ်ချက်အနေနဲ့ဒီစီးပွားရေးဒီတရားဝင်စီးပွားရေးလုပ်ငန်းဖြစ်တယ်တတိယတစ်ချက်အနေနဲ့ကတော့ကျမတို့လိုစီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက် business coach နဲ့ business manager ကထားရှိပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျမကဒီသုံးချက်နဲ့ဒီလုပ်ငန်းကိုဝင်ရောက်လေ့လာလုပ်ကင်ခဲ့တာပဲဖြစ်ပါတယ်ကဲစဉ်းစားကြည့်ကြရအောင်ကိုတစ်ခါမှရင်းနှီးကျွမ်းဝင်မှုမရှိတဲ့လုပ်ငန်းကိုကျမအနေနဲ့စတင်လုပ်ကင်ဖို့အတွက်ကိုနည်းနည်းလေးမှတွေ့ဝေတွန်းဆုံခဲ့ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းမှာတကယ်လုပ်ရင်တကယ်ရတယ်ဆိုတဲ့အကြောင်းအရာကိုကျမကဒီစီးပွားရေးမှာလက်ရှိအောင်မြင်နေတဲ့လုပ်ငန်းရှင်တွေရဲ့ပြောင်းလဲသွားတဲ့ဘဝတွေကိုတွေ့ရှိခဲ့တဲ့အတွက်ကြောင့်သူတို့ဘဝတွေဒီလိုပြောင်းလဲသွားနိုင်ရင်ကျမအပါဝင်ကျမရဲ့မိသားစုတွေဒီလေဒီလုပ်ငန်းကြောင့်ပြောင်းလဲသွားမယ်ဆိုတာကိုကျမကယုံကြည်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုလုပ်ကင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကျမဒီစီးပွားရေးကိုလုပ်ကင်ခဲ့တဲ့အခါမှာဒီစီးပွားရေးမှာရှိတဲ့ဒီဘာသာစကားဒီ English လို့ဖြစ်ပေမဲ့ကျမရဲ့ first language ဒီ English ဘာသာစကားမဟုတ်ဘူးလေကျမအခုချိန်မှာတော့ကျမလုပ်ကင်ခဲ့နိုင်ပါတယ်ဆိုတော့ကျမတော်လုံးတက်လုံးလို့လုပ်ကင်ခဲ့တဲ့လုပ်ငန်းမဟုတ်တဲ့အတွက်ကြောင့်ကျမတင်လေ့လာရင်းနဲ့ယနေ့ဒီအချိန်မှာဒီလိုမျိုးအောင်မြင်တဲ့လမ်းပေါ်ကိုရှောင်နေနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ်ဒီအတွက်ကြောင့်မိတ်ဆွေလည်းကျမလိုပဲတင်လေ့လာခြင်းနဲ့လုပ်ကင်ရတဲ့လုပ်ငန်းကိုလုပ်ကင်ခြင်းနဲ့တူတွေအတွက်ကျမကကုညီလမ်းပြပေးတဲ့ business မှာ